ဇလန်းရဲ့အစမှာနိုးလာတဲ့ခရီးသည်ကတော့စက်မှုအင်ဂျင်နီယာတယောက်ဖြစ်တဲ့ Jim Preston ပဲဖြစ်ပါတယ်။သူ့ရဲ့အိပ်စက်ခြင်းအိုးဖာပွင့်လာပြီးအလိုလျောက်စနစ်ကသူ့ကိုနိုးထားဖို့ကူညီပေးပါတယ်။သူဟာနှစ်ပေါင်း120ကြာအိပ်စက်ခြင်း suspended animation ထဲမှာရှိနေခဲ့တာဖြစ်ပြီးတင်မောဟာ Olmsted နဲ့ဆိုတဲ့ဂျိုးကိုရောက်ဖို့နောက်ထပ်4 လပဲလိုတော့တယ်လို့စနစ်ကပြောပြပါတယ်။သူဟာအဲ့ဒီကြန့်ရှိနေတဲ့4 လအတွင်းမှာတင်မောပေါ်ကဇိမ်ခံဝန်ဆောင်မှုတွေကိုခံစားရင်းအချိန်ကုန်လွန်နိုင်မယ်လို့အပြောခံရပါတယ်။ Jim ဟာဂျိုးအစ်စ်ကိုမရောက်ရှိခင်မှာသူ့ရဲ့လက်ပတ်သူ့ရဲ့အခန်းနဲ့သူပါဝင်ရမယ့်အဓိကလှုပ်ရှားမှုတွေအကြောင်းလမ်းညွှန်ချက်တွေကိုလက်ခံရရှိပါတယ်။တင်မောပေါ်ကတခြားလူတွေနဲ့တွေ့ရမှာကိုရင်ခုန်စိတ်လှုပ်ရှားနေတဲ့ Jim ဟာအဝတ်စားလဲပြင်ဆင်ပြီးသူ့အခန်းကနေထွက်လာခဲ့ပါတယ်။သူဟာတစ်ဖွဲ့လုံးအတွက်ရည်ရွယ်ထားတဲ့အလိုအလျောက်တင်ကြားရေးတင်နန်းတစ်ခုတည်းကိုလမ်းလျှောက်ဝင်သွားမိပါတယ်။ Hologram ကကဘာမြေရဲ့အခြေအနေကိုလူဦးရေအရန်ထူထပ်ပြီးကုန်ကျစရိတ်တွေအရန်များကလူတွေပြောသလောက်လည်းမကောင်းတော့ဘူး overrated လို့ရှင်းပြနေတဲ့အခါ Jim ကနည်းနည်းစိုးရိမ်စိတ်ဝင်နေပုံရပါတယ်။သင်ခန်းစာပြီးမှမေးခွန်းမေးဖို့ပြောထားပေမဲ့ Jim ကဘာလို့ဒီမှာသူတယောက်တည်းပဲရှိနေတာလဲလို့တစိုက်မတ်မတ်မေးနေပါတယ်။အဲ့ဒီ hologram ကသူ့ကိုပြန်မဖြေနိုင်တာကိုသိလိုက်ရတဲ့အခါ Jim ဟာတခြားလူတွေကိုလိုက်ရှာပါတော့တယ်။သူဟာတင်မောရဲ့အဓိကလမ်းဆုံနေရာ main concourseကိုရောက်သွားပါတယ်။အဲ့ဒီမှာလည်းဘယ်သူမှရှိမနေပါဘူး။ဒါပေမဲ့အလိုလျောက်သတင်းချက်လက်ပေးတဲ့စပွဲတစ်ခုကသူ့ကိုကူညီဖို့ကမ်းလှမ်းပါတယ်။ Jim ကလူသားစစ်နဲ့စကားပြောချင်တယ်လို့ပြောတဲ့အခါသူ့ကိုဝန်ဆောင်မှုပေးသူ Stewart စီးလွတ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီမှာလည်းဘယ်သူမှရှိမနေတဲ့အတွက်သူကတင်မောကပတိန်နဲ့စကားပြောချင်တယ်လို့ပြောပါတယ်။သူဟာပဲ့ကင်ခန်း bridge ကိုရောက်သွားတဲ့အခါအထဲကိုဝင်ခွင့်မရှိပေမဲ့အဓိကအမှုဆောင်အဖွဲ့သားတွေကတယောက်မှနိုးမနေတာကိုမြင်လိုက်ရပါတယ်။နောက်ဆုံးမှာ Jim ဟာအာကာသကြည့်မျှော်စင်observatory ကိုတွားကြည့်တဲ့အခါမှာတော့တကယ်တမ်းတင်မောဟာ Olmsted နဲ့ရောက်ဖို့နောက်ထပ်နှစ်ပေါင်း90တောင်လိုသေးတယ်ဆိုတာကိုသိလိုက်ရပါတယ်။သူစောပြီးနိုးလာခဲ့တာကိုသိသွားတဲ့အတွက် Jim ဟာလမ်းဆုံနေရာကိုအပြေးပြန်သွားပြီးဘလို့ပြန်အိပ်ရမလဲဆိုတာမေးဖို့ကဘာမြေစီကိုစာပို့ပါတယ်။ဆက်သွယ်ရေးစနစ်ကကဘာမြေစီစာပို့ခကအရန်ဈေးကြီးပြီးအကြောင်းပြန်စာရဖို့ခန့်မှန်းခြေ55နှစ်ကြာမယ်လို့အသိပေးပါတယ်။ Jim ဟာလုံးဝစိတ်ပြတ်အားငယ်သွားပါတယ်။သူလက်ပတ်သွားလာရင်တင်မောရဲ့ဘာကိုတွေ့သွားပြီးအဲ့ဒီမှာနောက်ထပ်လူတစ်ယောက်ကိုမြင်လိုက်ရပါတယ်။သူဟာဘားဝန်ထမ်းနဲ့စကားပြောနေတုန်းတခုခုထူးဆန်းနေတယ်လို့ခံစားရပါတယ်။သူတောက်เสียသွားယူတဲ့အခါ Jim ကသူဟာစက်ရုပ်ငွေတစ်ယောက်ဖြစ်တာကိုသိလိုက်ရပါတယ်။သူ့နာမည်ကJim ကသူ့စီကနေအချက်လက်တွေထပ်သိချင်ပေမဲ့သူဟာဘာလို့အချိန်မတိုင်ခင်ရောက်နေရတာလဲဆိုတာကိုတော့အဲ့ဒီစက်ရုပ်ကိုရှင်းမပြနိုင်ခဲ့ပါဘူး။နောက်တနေ့ Jim သူ့အခန်းမှာနိုးလာပြီးစားတောက်ဆိုင် Cantina ကိုသွားတဲ့အခါမီနူထဲကစားစရာအများစုဟာရွှေတံဆိပ်ခရီးတွေ Gold Class တွေအတွက်ပဲတည်တံ့ဖြစ်နေတာကိုသိလိုက်ရပါတယ်။သူဟာရိုးရိုးကော်ဖီပဲတောက်ပြီးသူ့ရဲ့အိပ်စက်ခြင်းအိုးကိုဘယ်လိုပြင်ရမလဲဆိုတာစဉ်းစားပါတယ်။ကိရိယာတွေအကုန်ရလာတဲ့အခါသူဟာအိုးကိုပြန်လဲပတ်အောင်လုပ်နိုင်ခဲ့ပြီးအထဲမှာဝင်လဲကြည့်ပါတယ်။ဒါပေမဲ့ဘာမှဖြစ်မလာပါဘူး။နောက်ထပ်သူကတင်မောအဖွဲ့သားတွေရဲ့အိပ်စက်ခြင်းအိုးတွေကိုဖွင့်ဖို့ကြိုးစားပါတယ်။အဲ့ဒါလည်းမအောင်မြင်ပါဘူး။တင်မောထဲမှာချိုရင်းချက်လေးတွေစတင်ဖြစ်ပေါ်လာပါတယ်။ Jim ဟာဘားကိုအမြဲပြန်သွားပြီးအရက်တောက်တယ်လို့ Russell နဲ့လည်းစကားပြောပါတယ်။စက်ရုပ်ကသူ့ကိုအကြံပေးတဲ့အတွက်သူဟာ Gold Class ခန်းတစ်ခုတည်းကိုချိုးဖောက်ဝင်ရောက်ပြီးတင်မောပေါ်မှာပျော်နေဖို့ကြိုးစားပါတယ်။သူဟာစားတောက်ဆိုင်တွေဂိမ်းတွေဖျော်ဖြေရေးစနစ်တွေအကုန်စမ်းသပ်ပါတယ်။ဒါပေမဲ့အချိန်တွေကုန်လွန်လာတာနဲ့အမျှသူတယောက်တည်းရှိနေရတာကိုပိုပြီးစိတ်ဆင်းရဲလာပါတယ်။တနေ့မှာသူမူးပြီးအိပ်စက်ခြင်းအိုးတွေနားမှာလမ်းလျှောက်နေတော့အာကာသထဲလမ်းလျှောက်ဖို့ဒီဇိုင်းထုတ်ထားတဲ့ဝတ်စုံတွေရှိတဲ့လေလုံခန်း airlock ထဲရောက်သွားပါတယ်။ Jim ဟာဝတ်စုံဝတ်ပြီးလေလုံခန်းတကားကိုဖွင့်လိုက်ပါတယ်။တင်မောအပြင်ဘက်ရောက်တဲ့အခါအာကာသမြင်ကွင်းကိုသူငေးမောသွားပါတယ်။သူဟာအဲ့ဒီအချိန်မှာအသိစိတ်ရှိနဲ့ဒါကိုခံစားနေရတဲ့တူးလေးသောလူသားဖြစ်နေပါတယ်။သူဟာသူ့ဖက်နှက်ကတန်လိုက်တွေကိုပိတ်လိုက်ပြီးအာကာသထဲမှာလွင့်မျောနေရင်အရန်ကိုဝမ်းနဲ့ကြေကွဲနေပါတယ်။သူအထဲပြန်ဝင်လာပြီးဝတ်စုံကိုချွတ်လိုက်ပေမဲ့ဝတ်စုံမပါဘဲလေလုံခန်းထဲကိုပြန်သွားပါတယ်။သူဟာအရာအလုံးကိုအဆုံးသတ်ဖို့တကားဖွင့်ဖို့ကြိုးစားပေမဲ့နောက်ဆုံးမိနစ်မှာစိတ်ပြောင်းသွားပြီးအထဲကိုပြန်ပြေးဝင်လာရင်ပလင်းတစ်လုံးကိုတိုက်မိပြီးချော်လဲသွားပါတယ်။ Jim ပြန်ထလိုက်တဲ့အချိန်မှာအိုးတစ်ခုတည်းက Grover လို့အမည်ရတဲ့အမျိုးသမီးလေးကိုချက်ချင်းပဲစိတ်ဝင်စားသွားပါတယ်။သူဟာစနစ်ထဲမှာသူမရဲ့အချက်လက်တွေကိုရှာဖွေပြီးသူမရဲ့အင်တာဗျူးတွေကိုနားထောင်ရင်းသူမကိုဆွဲလန်းသွားပါတယ်။နောက်ပိုင်းမှာသူဟာသူမရဲ့အိုးဘေးမှာထိုင်ပြီးအင်တာဗျူးတွေကိုဆက်နားထောင်နေတာတွေ့ရပါတယ်
ဘာမှလဲသူဟာသူမရေးထားတဲ့စာအုပ်တွေကိုဖတ်ပြီး Arthur ကိုသူမအကြောင်းပြောပြနေပါတယ်သူဟာပိုကောင်းတဲ့ဘဝအတွက်တခြားကြိုကိုသွားဖို့ကြိုးစားပေမဲ့စောစောနိုးလာလို့မရောက်နိုင်တော့တာပြီးတော့သူ့အတွက်အကောင်းဆုံးအမျိုးသမီးကိုတွေ့ပေမဲ့သူမကလက်လန်းမမီနိုင်တဲ့အခြေအနေမှာရှိနေတာဆိုတဲ့ကံကြမ္မာရဲ့လှောင်ပြောင်မှုကိုအစွဲလန်းကြီးနေပါတယ်ဂျမ်ကသူမကိုပါနှိုးလိုက်ရင်ကောင်းမလားလို့စဉ်းစားလာပါတယ်သူကစက်ရုပ်နဲ့တိုင်ပင်ပေမဲ့စက်ရုပ်ကဒါကိုနားမလည်ပါဘူးတကယ်လို့သူကသူ့ရဲ့အဖော်ရဖို့အတွက်သူမကိုနှိုးလိုက်ရင်သူမကိုပါဒီသင်းမောပေါ်မှာတေဆုံးအောင်လုပ်လိုက်တယ်လို့ဖြစ်နေမှာပါယင်းဟာပထမတော့မလုပ်ဖို့ဆုံးဖြတ်ပေမဲ့အချိန်ကြာလာတာနဲ့အမျှသူမတောက်ခံနိုင်တော့ပါဘူးနောက်ဆုံးတစ်နေ့မှာတော့စိတ်ပြောင်းပြီးသူမရဲ့အိုးကိုဖွင့်လိုက်ပါတော့တယ်သူမနိုးလာပြီးသူကြုံခဲ့ရတဲ့ဖြစ်စဉ်တွေတိုင်းဖြစ်နေလုံးချင်းကပုံနေပြီးသူ့အခန်းကိုပြန်သွားပါတယ်ခဏအကြာမှာတော့သူမကိုတွေ့ဖို့လမ်းဆုံကိုသွားပါတယ်သူမဟာလွန်ခဲ့တဲ့တစ်နှစ်ကသူဖြစ်ခဲ့တယ်လို့ပဲဇဝေဇဝါဖြစ်နေတာကိုတွေ့ရပါတယ်။ဂျင်ကသူတို့နှစ်ယောက်ပဲနိုးနေတာလို့ပြောပြပြီးသူမကိုအာကာသကြည့်မျှော်စင်စီခေါ်သွားပါတယ်။ပြီးတော့တင်မော့အဖွဲ့သားတွေစီလည်းတွားလို့မရတယ်လို့အဓိကထိန်းချုပ်မှုတွေကိုလည်းလုပ်လို့မရဘူးလို့ပြောပြပါတယ်။အော်ရိုရာဟာအယမ်းလန့်သွားပြီးသူ့အိုးထဲပြန်ဝင်ချင်ပါတယ်။ဒါပေမဲ့ဂျင်ကတင်မောပေါ်မှာပြန်အိပ်ဖို့အတွက်အထူးကိရိယာမရှိဘူးလို့ရှင်းပြလိုက်တဲ့အခါသူတို့နှစ်ယောက်လုံးဒီမှာပဲတောင်းတင်းနေပြီဆိုတာသိသွားပါတယ်သူတို့လမ်းဆုံကိုပြန်သွားပြီးသူမကိုအနားယူဖို့ပြောပါတယ်သူမကဂျန်တယောက်တည်းတစ်နှစ်ကျော်ကြာနေခဲ့ရတာကိုတနာသွားပါတယ်ဂျန်ကတော့သူလှုပ်ခဲ့တဲ့လုပ်ရက်အတွက်နောင်တရနေပြီးသူနိုးတာပါလို့အော်ရိုရာကိုမပြောဖို့ဝက်ဆော့ကိုမှာထားပါတယ်နောက်တစ်နေ့အော်ရိုရာနိုးလာတဲ့အခါသတင်းချက်လက်စပွဲမှာအိတ်ဆက်ချင်းအိုးတွေအကြောင်းမေးမြန်းနေပါတယ်ဂျမ်ကသူမနဲ့အတူမနက်စာသွားစားပါတယ်သူတို့ထွက်သွားတဲ့အခါသတင်းအချက်လက်စပွဲကချိုရင်းချက်တစ်ခုဖြစ်သွားပါတယ်စားတောက်ဆိုင်မှာရောရာကဂျမ်တစ်နှစ်ပတ်လုံးမနက်စာအတူတူပဲစားနေရတာကိုသိသွားပြီး Gold Class Menu ကနေသူမကမှာပေးပါတယ်သူတို့ဝိုးတွေကိုပြင်ဖို့အကြောင်းပြောကြပေမဲ့ဂျမ်နဲ့မတူတာကရောရာကအရှုံးမပေးချင်ပါဘူးသူမဟာစေကန်းထဲမှာရှာဖွေတာတွေစာတမ်းတွေဖတ်တာတွေလုပ်ပြီးတင်မောအဖွဲ့သားတွေရဲ့အခန်းတကားကိုတောင်ဖျက်ဆီးဝင်ရောက်ဖို့ကြိုးစားပါတယ်။ယင်းကတော့တင်မောထဲမှာချိုရင်းချက်တွေပုံများလာတာကိုသတိထားမိလာပါတယ်။အချိန်တော်ကြာပြီးနောက်အော်ရိုရာဟာတင်မောဘော်ကသူမဘဝအကြောင်းကိုရင်ဖွင့်ပါတယ်။သူမဟာစာရေးတယ်ပြေးတယ်ရေကူးကံမှာရေကူးရင်းသူမရဲ့အခြေအနေကိုပိုပြီးသိလာပါတယ်။သူမဟာဂျင်းရဲ့ဘဝဆက်ကြောင်းကစိတ်ဝင်စားစရာကောင်းမဲ့အထင်နဲ့သူ့ကိုအင်တာဗျူးပါတယ်။ဘာလို့ဂျိုတစ်ကိုပြောင်းရွှေ့တာလဲလို့မေးတဲ့အခါဂျန်ကပထမတော့ကုမ္ပဏီရဲ့ကြော်ညာစာသားတွေပြောပေမဲ့နောက်ပိုင်းမှာတော့ဂျိုတစ်မှာသူဟာတစုံတစ်ယောက်ဖြစ်ချင်တယ်ကိုပိုင်ဘဝတစ်ခုတည်ဆောက်ချင်တယ်လို့ရှင်းပြပါတယ်။နောက်ပိုင်းမှာသူတို့ကြည့်မျောစင်ကိုရောက်သွားပြီးအော်ရိုရာကသူမဘာလို့လာခဲ့တာလဲဆိုတဲ့အကြောင်းရင်းကိုပြောပြပါတယ်။တခြားခီးသည်တွေနဲ့မတူတာကသူမမှာအသွားပြန်လက်မှတ်ရှိပါတယ်။သူမရဲ့ရည်ရွယ်ချက်က Homestead နှစ်မှာတစ်နှစ်နေပြီးကဘာကိုပြန်လာကအဲ့ဒီအကြောင်းကိုသတင်းစာဆရာမတယောက်အနေနဲ့ကဘာမှာအကောင်းဆုံးဇလန်းတစ်ပုဒ်ရေးဖို့ပဲဖြစ်ပါတယ်။ရောရာဟာပြဿနာကိုဖြေရှင်းဖို့နည်းလမ်းမရှိတာကိုသိလာပြီးလက်လျှော့လာတဲ့အခါရန်မန်ကသူမစိတ်ပြတ်မနေအောင်ကခုံတာရုပ်ရှင်ကြည့်တာဘတ်စကတ်ဘောကစားတာတွေနဲ့ဖျော်ဖြေပေးပါတယ်။နောက်ဆုံးမှာဝက်တာနဲ့တွေ့ဖို့ဘားကိုခေါ်သွားပါတယ်။ဂျင်ကသူမအတွက်ခရစ်ဆိုအဆောက်အဦပုံစံတူလေးတစ်ခုကိုလုပ်ပေးပါတယ်။နောက်ပိုင်းမှာသူတို့ဘာမှ date လုပ်ကြပါတယ်။သူတို့ဘဝအကြောင်းတွေအပြန်အလှန်ပြောပြကြပါတယ်။အော်ရိုရာကသူမ10ကျော်သက်အရွယ်မှာသူမအဖေဆုံးသွားခဲ့တဲ့အကြောင်းပြောပြပါတယ်။ညစာစားပြီးနောက်ဂျင်ကသူမကိုအာကာသတဲ့လမ်းလျှောက်ဖို့ခေါ်သွားပါတယ်။ဂျင်ဟာဒီလိုခမ်းနားတဲ့အတွေ့အကြုံကိုဝေမျှဖို့လူတစ်ယောက်ရလာခဲ့ပါပြီ။သူတို့နှစ်ယောက်အာကာသထဲမှာအတူတူလွင်မျောကြပါတယ်။အထဲပြန်ရောက်တဲ့အခါမှာတော့သူတို့နှစ်ယောက်နမ်းကြပြီးအတူတူအိတ်ခဲ့ကြပါတယ်မကြခင်မှာပဲသူတို့ဟာချစ်သူတွေလိုအတူနေထိုင်လာကြပါတယ်ဂျင်ကတင်မောတဲ့လက်ပတ်ကြည့်ရင်စိုက်ပျိုးရေးခန်း hydroponics bag ကိုတွေ့ပြီးအော်ရိုရာအတွက်ပန်းတွေယူလာပေးပါတယ်တနေ့မှာတင်မောဟာဂျယ်နီကြီး Regent တလုံးသားကဖြတ်သွားတဲ့အခါသူတို့အတူတူတွားကြည့်ကြပါတယ်အဲ့ဒီနေ့ကအော်ရိုရာရဲ့မွေးနေ့ဖြစ်လို့သူတို့ညစာစားပြီးဘာမှအောင်ပွဲခံကြပါတယ်ရှင်ကကော်ရိုရာအတွက်သူလှုပ်ထားတဲ့လက်စွပ်ကိုပြင်ဆင်ဖို့အိမ်သာသွားတော့ကော်ရိုရာက Arthur နဲ့စကားပြောကြံရပါတယ်။ဆက်ရုပ် Arthur ကလှုပ်ဝက်ထားရမယ်ဆိုတာကိုမသိပဲ Jam ကသူမကိုတမင်လို့ခဲ့တာပါလို့ကော်ရိုရာကိုပြောပြလိုက်ပါတယ်။ရှင်ပြန်လာတဲ့အခါကော်ရိုရာကသူမကိုသူနှိုးခဲ့တာလားဆိုပြီးဒေါသတာကြီးနဲ့မေးပါတယ်။သူမဟာထိတ်လန့်တုန်လှုပ်ပြီးထွက်ပြေးသွားပါတယ်။ Jimအခန်းပြန်ရောက်တဲ့အခါသူမရဲ့ပစ္စည်းတွေအကုန်မရှိတော့ပါဘူး။နောက်တနေ့စားတောက်ဆိုင်မှာတွေ့ပေမဲ့ဂျင်စကားပြောတာနဲ့သူမထွက်ပြေးပါတယ်။ညတညမှာဝေါ်ရာဟာဂျင်ရဲ့အခန်းထဲဝင်လာပြီးသူ့ကိုတက်ချင်စိမ့်နဲ့ထိုးကြိတ်ကန်ကြောက်ပါတယ်။ဂျင်ကစပီကာကနေတဆင့်သူမကိုတောင်းပန်ပြီးရှင်းပြဖို့ကြိုးစားပေမဲ့ရော်ရာကဂယုမဆိုင်ပါဘူး။သူမရဲ့ဘဝကိုဖျက်ဆီးလိုက်တဲ့အတွက်သူမသူ့ကိုခွင့်မလွတ်နိုင်ပါဘူး။
အဲ့ဒီအချိန်မှာသင်္ဘောမှာနောက်ထပ်ချိုးယွင်းချက်တစ်ခုဖြစ်လာပါတယ်။သင်္ဘောရဲ့စနစ်တွေပြတ်တောက်ကုန်ပါတယ်။ဓာတ်လေကားတွေချိုးယွင်းကုန်ပါတယ်။ရော်ရာကလမ်းစုံကိုသွားတဲ့အခါဂျမ်ကအဲ့ဒီမှာတစ်ပင်တစ်ပင်စိုက်ထားတာကိုတွေ့ရပါတယ်။စားတောက်ဆိုင်မှာလည်းဆက်တွေချိုးယွင်းနေတော့သင်္ဘောအဖွဲ့သားဂတ်မန်ကျူဆိုရဲ့အတန်ကိုကြားလိုက်ရပါတယ်။သူတို့အပြေးသွားကြည့်တဲ့အခါဂတ်ကိုတွေ့ရပါတယ်။ဂတ်ကအိုးသုံးလုံးဘာလို့ပျက်စီးတာလဲဆိုတာနားမလည်နိုင်ဖြစ်နေပါတယ်။ဂက်ကသူတို့နှစ်ယောက်ကိုပဲကင်ကန်ကိုခေါ်သွားပြီးစနစ်ကိုစစ်ဆေးတဲ့အခါတခုခုမှားယွင်းနေတာကိုသိလိုက်ရပါတယ်။တင်မောထဲမှာချိုယွင်းချက်တွေစက်တိုက်ဖြစ်နေတာကိုဂက်ကဒေတာတွေတဲတက်စုဆောင်းပြီးစစ်ဆေးပါတယ်။ဂျမ်ကအော်ရရဲ့အိုးကိုသူပါလုပ်ခဲ့လဲဆိုတာဂက်စတီသွားပါတယ်။ဂက်ကဂျန်ရဲ့လုပ်ရက်ဟာတော်တော်လေးဆိုးဝါးတယ်လို့ပြောပါတယ်။ဒါပေမဲ့ဂက်ကိုတိုင်းလည်းအိတ်ဆက်ချင်းအိုးချိုယွင်းချက်ကြောင့်ခန္ဓာကိုယ်ထဲမှာယောဂါတွေရပြီးသွေးတွေအန်လာပါတယ်။တညမှာဆွဲငင်အား gravity ပြတ်တောက်သွားပြီးရေကူးနေတဲ့ Aurora တယောက်ရေထဲမှာနစ်မလို့ဖြစ်ခဲ့ပါတယ်။သူတို့၃ယောက်ပဲကန်ကန်မှာပြန်ဆုံပြီးတင်မောရဲ့ပြဿနာကိုရှာကြပါတယ်။လွန်ခဲ့တဲ့နှစ်ကဥက္ကာခဲထိမှန်ခဲ့လို့စနစ်တစ်ခုပျက်စီးသွားပြီးအဲ့ဒါကိုမပြင်ရင်တင်မောကြီးတစ်ခုလုံးပျက်စီးတော့မှာဖြစ်ပါတယ်။ဒါပေမဲ့ဂက်ဟာမခံနိုင်တော့ပဲလဲကျသွားပါတယ်။သူတေခါနီးမှာဂျမ်မန်ကိုသူ့ရဲ့လက်ပတ်ပေးပြီးတင်မောကိုပြင်ဖို့မာကြားကတေဆုံးသွားပါတယ်။တင်မောကြီးတုံခါလာပြီးအရေးပေါ်အခြေအနေဖြစ်လာပါတယ်ဂျမ်နဲ့အရိုရာတို့အင်ဂျင်ကန်ကိုပြေးသွားကြပါတယ်အဲ့ဒီမှာဥက္ကာခဲကြောင့်အပေါက်ဖြစ်နေတာကိုတွေ့ပြီးပိတ်လိုက်ပါတယ်ဒါပေမဲ့ရေဒီယေတာရိတ်တုတ်ကိုအပူငွေ့ထုတ်ဖို့တကားကမပွင့်ပါဘူးဂျမ်ကအပြင်ဘက်ထွက်ပြီးအဲ့ဒီတကားကိုလက်နဲ့ဆွဲဖွင့်ထားရမယ်လို့ဆုံးဖြတ်ပါတယ်သူအပြင်မထွက်ခင်အရိုရာကိုဂက်စ်ရဲ့လက်ပတ်ပေးခဲ့ပါတယ်အရိုရာကသူ့ကိုပြန်လာဖို့သူမပါဘဲမနေနိုင်ဘူးလို့ငိုပြီးပြောပါတယ်ဂျန်ဟာအပြင်ကနေတကားကိုလက်နဲ့ဆွဲဖွင့်ထားပြီးအရိုရာကိုအပူငွေ့ထုတ်ဖို့ခလုတ်နှိပ်ခိုင်းပါတယ်ဂျန်တေသွားနိုင်လို့အရိုရာကမလုပ်ချင်ပေမဲ့တခြားလူ9000ကိုကယ်ဖို့အတွက်နောက်ဆုံးမှာခလုတ်နှိပ်လိုက်ပါတယ်အပူငွေ့တွေကြောင့်ဂျန်ဟာလွင့်စင်သွားပြီးသူ့ဝစ်စုံကအောက်ဆီဂျင်တွေလည်းလျော့နေသွားပါတယ်အရိုရာဟာဝစ်စုံဝစ်ပြီးအပြင်ထွက်ကဂျန်ကိုအသက်ဆုံးကယ်တင်ခဲ့ပါတယ်သူမကဂျန်ကိုစေးကန်းနဲ့ခေါ်လာပေမဲ့ဂျန်ကတေဆုံးနေပါပြီအရိုရာကကက်ရဲ့လက်ပတ်ကိုတုံးပြီးစေကူတာဆက်ကိုအမိတ်ပေးကဂျမ်ကိုပြန်လဲအသက်သွင်းနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အရိုရာကဂျမ်ကိုခွင့်လွှတ်လိုက်ပါတယ်။နောက်ပိုင်းမှာဂျမ်ကစေကူတာတဲ့အိုး medical part ကိုအိတ်ဆက်ချင်းအိုးဖြစ်သုံးလို့ရတာကိုတွေ့သွားပြီးအရိုရာကိုအိတ်ဆက်ခိုင်းပါတယ်။ဒါပေမဲ့အရိုရာကညှင်းပယ်ပြီးဂျန်နဲ့အတူတင်မောပေါ်မှာပဲလက်တွဲနေထိုင်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဂျမ်ကသူမကိုလက်ထပ်ခွင့်တောင်းပြီးသူတို့နှစ်ယောက်တင်မောပေါ်မှာပဲဘဝကိုကုံဆုံးစေခဲ့ပါတယ်။